မင်္ဂလာပါ PSN Properties ကနေကြိုဆိုလိုက်ပါတယ်အခုမိတ်ဆက်ပေးမယ်ကွန်တိုလေးကဆိုရင်ဗဟန်းမြို့နယ်ရဲ့တကယ်အချက်ချာလက်တဲ့ဆရာဆန်လန်းနဲ့လည်းနေတဲ့ Grand Sansan Condominium ကိုမိတ်ဆက်ပေးမှာပါဒီကွန်တိုဟာဆိုလို့ရှိရင် square feet 2000လောက်မှပါပြီးတော့ဒါက car parking basement ဖြစ်ပြီးတော့ car parking ဆိုရင်လည်းဥချင်းကောင်တွေရောဆရာဆန်တွေရောတဲဖောက်လုပ်ထားတာကြောင့်မို့လို့လမ်းမဆက်တဲ့စင်တီပါတယ်ဒါကတော့ကွန်တိုရဲ့နော်ယူကန်လေးပါလူကြီးရောခလေးရော24နိုင်လုံးအသုံးပြုရတဲ့ service ထားပေးတာကြောင့်မို့လို့လူကြီးမင်းတို့စိတ်တိုင်း relax လုပ်နိုင်မှာဖြစ်ပါတယ်။ဂျင်ကိုသွားကြည့်ကြအောင်ဂျင်ဆိုလို့ရှိရင်လေကျဲကျဲဝုန်းဝုန်းလေးနဲ့ true package အပြည့်ခင်းပေးထားပြီးတော့24နိုင်အသုံးပြုနိုင်မှာဖြစ်ပြီး equipment တွေစုံစုံလင်းလင်းထည့်ပေးထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ကွန်တိုထဲမှာဆိုလို့ရှိရင်လေမိသားစု private ဂျင်များလို့တော့ပြောလို့ရပါတယ်။ဒီမှာဆိုလို့ရှိရင်လည်းတက်လီကားနဲ့ဟိုမှာထပ်ပြီးတော့သူက security system တွေနဲ့ဒီတကားကိုတက်ထည့်ပေးထားတာပါ။တက်လီကား3ဆင်းထိဖွဲ့ထားပြီးတော့ရှောင်းလန်းနေနဲ့အကျယ်ကြီးကိုမြင်တွေ့ရမှာဖြစ်တယ်။ဒါကကွန်တိုအခန်းလေးပါ။ရင်ခွဲအနေနဲ့ကျွန်းကားတွေကိုသုံးပေးထားပြီးတော့တကပောက်ကလည်းကျဲတာကြောင်းမို့လို့ကိုကြိုက်တဲ့ furniture တွေကို delivery လုပ်ပြီးကြိုက်တယ်လို့ set up လုပ်တဲ့အချိန်မှာလည်းလွယ်ကူအဆင်ပြေပါလိမ့်မယ်။ calling system တွေကိုလည်းထည့်သွင်းပေးထားပြီးတော့ job package ကိုအပြည့်ခင်းပေးထားပြီးတော့ light ကကောင်းကောင်းသုံးပေးထားတာကိုလည်းတွေ့ရမယ်။ဒီမှာဒီခန်းရဲ့ထူးခြားချက်က square feet 2000ဆိုတဲ့အတိုင်းပဲ living room ကိုဖျားခန်းရော living room ရောနှစ်မျိုးအသုံးပြုလို့ရမယ်အခန်းချိန်နှစ်ခန်းပုံစံအရှိအိမ်ခန်းနေရာမှာပါနေတာကိုတွေ့ရမှာပါ။ ceiling ဆိုလို့ရှိရင်လည်းမနှိမ့်မမြင့်လေးနဲ့ classic type ပုံစံလေးပဲအသုံးပြုပေးထားတယ်။အဲခုနေကိုလည်းတောင်ကျိုးတိုင်းမှာတက်ဆင်ပေးထားတာကြောင့်မို့လို့ကိုကြိုက်တယ်လို့ထပ်ပြီးတော့ decorate လုပ်ပြီးတော့လုပ်ငန်းရုံးသုံးလုပ်ငန်းပဲဖြစ်ဖြစ်မိသားစုနေတဲ့အနေနဲ့ပဲဖြစ်ဖြစ်နှစ်မျိုးထပ်ပြီးအသုံးပြုလို့ရမှာဖြစ်ပါတယ်။ဒါကတော့အခန်းရဲ့ဖွဲ့စည်းပုံလေးနဲ့ဆိုရင် single room နှစ်ခန်း master bedroom တစ်ခန်းပါတယ်။ single room တစ်ခန်းကိုယူလိုက်ကြရမယ်နော်ဒီ single room မှာဆိုလို့ရှိရင်လေကျွန်းတကားအကြီးနဲ့တကပောက်အကျယ်ကြီးကိုတွေ့ရမှာဖြစ်တယ်။ light ကားရီယာစာစင်တူလေးနဲ့နှစ်ထပ်သုံးပေးထားတယ်။တန်မန်းတန်တကားတွေကိုလည်းအလူမီနီယံမှန်တကားတွေနဲ့လုံခြုံမှုရှိအောင်တက်ဆင်ပေးထားတာကိုတွေ့ရတယ်။အဲကွန်းကလည်းအခန်းတိုင်းပါတယ်နော်။ဒါကလည်းထပ်ပြီးတော့နောက်ထပ်တစ်ခန်း single room မှာပဲ space area အတူတူပဲ light ကားလေးတွေလည်းစင်တူထည့်ပေးထားတယ်။ ceiling light လေးရာစာပုံမှန်လေး classic type သုံးပေးထားတယ်။ဒါက common toilet ပါ common toilet ဆိုရင်လည်းရေချိုးခန်းကို classroom ပုံစံသီးသန့်လုပ်ပေးတာတော့ပိုပြီး private ဖြစ်တယ်။ရွှေပြားတွေလည်းအောက်ကောဘေးရောအပြည့်ထားပေးတယ်ရေဘူးရေးစက်တွေလည်းပါမယ်။ဘေးမှာဆိုလို့ရှိရင်လည်းရေတွေမညစ်ပတ်အောင်လို့ထပ်ပြီးလိုက်တာလေးတက်ပေးထားတာကိုလည်းတွေ့ရတယ်။ထပ်ပြီးတော့လေးဝင်လေးထွက်ကောင်းအောင်လည်းတန်မန်းနဲ့မှန်တကားတွေထည့်ပေးတာလည်းတွေ့ရတယ်နော် master bedroom သွားကြည့်ကြရအောင် master bedroom ကကြတော့သူကအခန်း space area နဲ့အကျယ်ကြီးလို့ပြောလို့ရတယ်။အဲကုန်းနေလည်းထည့်ပေးထားတယ်။တောင်ကျိုးတိုင်းမှာ light ကားလေးတွေနဲ့စင်တူကုန်ထည့်ပြီး wall lamp လေးတွေလည်းပါတယ်။ high ceiling လည်းမနှိမ့်မမြင့်နဲ့တိုင်နေရအစားအထူကြီးမို့လို့ကြိုက်တယ်လို့ပို့ထပ်ပြီး decoration လုပ်လို့လည်းရတယ်။အဝတ်တန်းလေးလည်းပါတယ်။ဒီမှာဆိုလို့ရှိရင်လေရှိုးခန်းအိမ်သာကအကျယ်ဝန်းကောင်းကောင်းထားပေးပြီးတော့ဒီလိုဝတ်တန်းလေးထပ်ထည့်ပေးထားတယ်။ classic type ပုံမှန်လေးပဲသုံးပေးထားပြီးတော့ကျွန်းကအကြီးနဲ့ရေချိုးခန်းပေါက်အကျယ်ကြီးထုတ်ပေးထားတာကိုလည်းတွေ့ရမယ်။ဒါဆိုရင်တော့ kitchen room ကိုသွားကြမယ်နော်။ဒီမှာထူးခြားတာကဒီကွန်တိုက kitchen room ကလေ dining ရော kitchen ရောတွဲပြီးတော့ classroom ပုံစံတီးသန့်လုပ်ပေးတာကြောင့်မို့လို့ကိုမိသားစုရဲ့ dining room တီးသန့်နေနဲ့ private ဖြစ်တဲ့ kitchen room မှာဆိုလို့ရှိရင်လေဘေးစင်လေးတွေရောနေရန်ကပ်ဗီဒီယိုတွေရောဒီဇိုင်းမတူတာတွေနှစ်ခုခွဲပြီးအပေါ်အောက်ကိုအပြည့်သုံးပေးထားတာကိုတွေ့ရပါမယ်။အခု image ဆက်ပေးသွားတဲ့ကွန်တိုခန်းလေးက square feet 2000လောက်ရှိပါတယ်။ 1 square feet ကို4သိန်းကျော်နဲ့9,200ညှိနှိုင်းတဲ့ PSN ကိုဆက်သွယ်ဝယ်နိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်တတာ။